မိတ်ဆွေအသက်35ကျော်လာတဲ့အခါတခုပြောင်းလဲသွားတာတတိထားမိလားတခါတလေမနဲ့အိယာထားလို့မျက်လုံးပွင့်လာတာနဲ့ဟာဒီနေ့လည်းမနေ့ကလိုပဲထပ်ဖြတ်တန်းအောင်မှာပါလားဆိုပြီးတော့ရှင်ထဲကမပျော်ရွှင်တဲ့စိတ်ကလေးတစ်ခုအလိုလိုဝင်လာဘူးပါသလားအလုတ်သွားပြန်တော့လဲအပြင်မှာကြည့်ရင်တော့အဆင်ပြေတယ်လို့လိုပါပဲဒါပေမဲ့ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာတော့ငါဘဝကြီးကတဏှာရမှာလွတ်နေတယ်လို့ဟာနေတယ်လို့ပဲဆိုပြီးတော့ခံစားနေရပါလားဒီဗီဒီယိုကိုနားထောင်နေရင်လည်းဒါငါအကြောင်းကိုပြောနေတာပါလားလို့တစ်ချက်တော့ခံစားလိုက်ရတယ်ဆိုရင်ဒီ7 မိနစ်ကျော်ဗီဒီယိုလေးကခမားဘဝအတွက်အတန်ဆုံးအချိန်လေးဖြစ်လာပါလိမ့်မယ်ဒီရွယ်မှာဖြစ်တဲ့အကျက်တဲ midlife crisis ဆိုတာကိုကျွန်တော်စာအုပ်ကြီးတွေရလို့မရှင်းပြချင်ပါဘူးကျွန်တော်တို့နေ့စဉ်ကြုံနေရတဲ့ခံစားချက်နဲ့ပဲပြောပြပါမယ်ပထမဆုံးခံစားရတာအလုံးနဲ့ပတ်သက်ပြီးစိတ်မလုံခြုံတော့တာဗျအရင်ကလို့လှုပ်လှုပ်ရတာပျော်ဖို့မကောင်းတော့အလုပ်ကမတည်ငြိမ်ဘူးဝင်ငွေရလည်းမတက်ဘူးဒါပေမဲ့ကုန်စည်နှုန်းတွေအိမ်စည်းတွေတော့တရေရိပ်နဲ့တက်လာနေတယ်ကျမ်းမာရေးရလည်းအရင်ကမဟုတ်တော့ဂယူးဆိုင်ရမယ့်အရွယ်ရောက်လာပြီအဲ့ဒီခါခေါင်းထဲမှာအမြဲကြားနေရတဲ့အတန်တစ်ခုရှိလာတယ်အဲ့ဒါတော့နောက်9နှစ်ဆိုငါပါဆက်ဖြစ်လာမလဲဆိုတာပဲဒုတိယတစ်ခုကငွေကြေးဖိစီးမှုဒီရွယ်မှာအဆိုးဆုံးကငွေမရှိတာမဟုတ်ဘူးဗျငွေရရှိတယ်လို့နဲ့ဘရောမှလုံလောက်မနေတဲ့ခံစားချက်ကြီးကပူဆိုးနေတာလာသာဝင်လာတယ်ခဏလေးနဲ့ပေးစရာရှိရတယ်ပေးလိုက်အချိန်ကုန်တာနဲ့အတိုးတွေအကျွေးတွေလာစဉ်ဈေးတွေဆိုတဲ့အရာတွေကခုနောက်ကိုတကောက်ကောက်လိုက်နေတယ်လို့ပဲလူကပင်ပန်းတာတဲ့စိတ်ကပိုပြီးတော့မောလာတယ်တတိယကိုယ့်ကိုယုံကြည်မှုပျောက်လာတာအပြင်မှာတော့ဟန်မပြတ်ပြုံးနေနိုင်ပါတယ်ဒါပေမဲ့တယောက်တည်းရှိတဲ့အချိန်တွေဆိုရင်ငါအသက်တာကြီးလာတယ်ဘာတစ်ခုမှအတိအကျမတည်ဆောက်နိုင်ခဲ့ပါလားဆိုပြီးတော့ကိုအားမလို့အားမရဖြစ်လာတယ်အသက်တစ်ခုစကြင်ပေမဲ့လည်းငါအသက်နဲ့နောက်ကျနေပြီငါမှအချိန်မရှိတော့ဘူးငါမှရင်ရလို့ခွန်အားတွေမရှိတော့ဘူးဆိုတဲ့တွေ့ရရှေ့မဆက်နိုင်အောင်ခြေထောက်ကိုလမ်းဆွဲထားသလိုဖြစ်နေရောနောက်ဆုံးတစ်ခုကတော့စိတ်ဖိစီးမှုနဲ့အိမ်မပြောတာဒီပြဿနာတွေကတစ်ခုပြီးမှတစ်ခုလာတာမဟုတ်ဘူးပြန်နေဝင်လာတတ်တယ်ညာဘက်ဆိုအိမ်မပြောဘူးအဲ့တော့လှုပ်ထဲမှာလည်းအာယုံဆိုင်လို့မရအောင်စိတ်ကတိုးလွယ်လာတယ်အဲ့ဒါခင်ဗျလူစိုးဖြစ်သွားလို့မဟုတ်ပါဘူးနှစ်ပေါင်းများစွာလဲပတ်လာတဲ့ခင်ဗျရဲ့စိတ်ဆွမ်းရင် system ကြီးတစ်ခုလုံးယိုရင်းလာတဲ့လက္ခဏာပါပဲမိတ်ဆွေအခုနားထောင်ပြီးလို့ဟုတ်လိုက်တာကွာငါဖြစ်နေရဒါပဲလို့မြင်သွားပြီဆိုရင်ဝမ်းသာလိုက်ပါအဲ့ဒါအရေးကြီးဆုံးအဆင့်ပါပဲယောဂကိုနာမည်တက်နိုင်ပြီဆိုရင်ကုသဖို့လွယ်တော့ပါပြီဒီဗီဒီယိုမှာကျွန်တော် theory ရှောက်မပြောပါဘူးဒီအခြေအနေကနေရုံထွက်နိုင်ဖို့100% လက်တွေ့အလုပ်ဖြစ်မဲ့နီလန်3မျိုးပြောပြပါမယ်စိတ်ရယ်ကိုယ်ရယ်ငွေရယ်ဒီ3ခုလုံးပြန်လည်တည်ဆောက်နိုင်မဲ့နီလန်တွေပါပထမနီလန်ကစိတ်ကိုအရင်ပြန်တည်ဆောက်အောင်မယ်မိတ်ဆွေစိတ်ညစ်နေတဲ့သူကိုစိတ်မညစ်နဲ့ကွာစိတ်ကောင်းကောင်းလေးထားပါလို့သွားပြောလို့မရဘူးအဲ့ဒါလုံးမဖြစ်ဘူးမနေ့အိယာထားနဲ့အဖုန်းကိုကောက်မကိုင်ပါနဲ့အောင်ဒီ3ခုကိုအရင်လုပ်ကြည့်ပါနံပါတ်1
မေးခွန်းတစ်ခုကိုမေးပါဒီနေ့ငါဘဝကို100%တော့ပိုကောင်းသွားစေမဲ့အလုပ်တစ်ခုကဘာဖြစ်မလဲအကြီးမစင်စားနဲ့နော်100%တော့တိုးတက်ရင်ရပြီနံပါတ်2မနက်ခင်း9မိနစ်လောက်ကိုအတွက်တီးတန့်ပေးလိုက်ပါသတင်းတွေ Facebook တွေမကြည့်ပဲနဲ့9မိနစ်လောက်ငြိမ်ငြိမ်လေးနေလိုက်ပါဒီချိန်လေးကတစ်နေ့လုံးအတွက်အားစေးဖြစ်သွားပါလိမ့်မယ်နံပါတ်3ကိုဒီစကားလေးပြောပါငါမပြည့်စည်သေးဘူးငါပြန်တီးဆောက်နေတော့မယ်ဆိုပြီးတော့ဒါလေးတွေကရိုးရှင်းတယ်လို့ထင်ရပေမယ့်ခမရဲ့အုံနောက်ကိုပြဿနာဘက်ကနေအပြေရှာမဲ့ဘက်ကိုပြောင်းပေးလိုက်တဲ့နီလန်မှာဒုတိယနီလန်ကတော့ခန္ဓာကိုယ် reset လုပ်အောင်မယ်လူတော်တော်များများစိတ်ညစ်ရင်စိတ်နဲ့ပဲကိုယ်ကိုကြိုးစားကြတယ်တကယ်တော့စိတ်ဖိစီးမှုရဲ့အမြစ်ကခန္ဓာကိုယ်ထဲမှာရှိနေတာပါအိမ်မပြောတာကိုယ်လက်လေးလံတာဒေါသထွက်လွယ်တာတွေကစကားပြောရင်လည်းမပြောက်ဘူးဗျဒါကြောင့်နေ့တိုင်း15မိနစ်လောက်အင်းရှိမှာပဲဖြစ်ဖြစ်အခန်းထဲမှာပဲဖြစ်ဖြစ်လမ်းလျှောက်ပေးပါမြန်မြန်လျှောက်စရာမလိုပါဘူးပုံမှန်လေးနေ့တိုင်းလျှောက်ပေးနိုင်ရပါပြီပြီးရေများများတောက်ပါညဘက်အိတ်ခါနေဖုန်းကြည့်တော့15မိနစ်လောက်ရှော့ချလိုက်ပါဒါတွေကတိတ်လွယ်လုံးလို့လူတွေကမလုပ်ကြအောင်ဒါမှတကယ်လုပ်တဲ့သူတွေကြတော့စိတ်ကအလိုလိုပြန်ငြိမ်ပြီးတော့ကြည်လင်လာတာလက်တွေ့ပါပဲတတိယနီလန်ကတော့အရေးကြီးဆုံးပဲငွေနဲ့လုပ်အဲ့ဒီပြဿနာကိုရှင်းရမယ်အမှန်တိုင်းပြောရရင်ဒီရွယ်အကျက်တဲ့တရခန့်ငွေမလောက်တာပါပဲဒါအောင်မရှင်းနိုင်ရင်စိတ်ကဘလို့မှမငြိမ်နိုင်ဒါပေမဲ့ချက်ချင်းဝင်ငွေတိုးအောင်လုပ်ဖို့ကလည်းခက်ပါတယ်ဒါကြောင့်ဒီနီလန်ကိုသုံးပါ33 rule မိနစ်30 3လစီမင်းပါနေတိုင်း30မိနစ်ဖဲပါ3လတိတိအချိန်ပေးပါအဲ့ဒီ30မိနစ်မှာ skill တစ်ခုကိုတေချာပေါက်တက်အောင်သင်ပါ communication လား video editing လား online ရောင်းနေတစ်ခုခုလားတစ်ခုတည်းကိုရွေးပြီးတော့စောက်ချပြီးတော့တင်လိုက်ပါ3လနေရင်အဲ့ဒီပညာနဲ့ဘေးပေါင်းအလုပ်တွေစလုပ်လို့ရပါပြီ Facebook page အတွက် video editing ပေးတာစာရေးပေးတာဒီဇိုင်းဆွဲပေးတာမျိုးပေါ့မိတ်ဆွေငွေပြဿနာကိုတရက်တည်းနဲ့ဖြေရှင်းလို့မရမှန်းကျွန်တော်သိပါတယ်ဒါပေမဲ့3လလောက်အချိန်ပေးလိုက်ရင်ခင်ဗျားမှာရွေးချယ်ခွင့်တစ်ခုဟိုရလာပါလိမ့်မယ်ရွေးချယ်စရာလမ်းစာလေးမြင်ရတာနဲ့ရင်ဘတ်ထဲအလုံးကြီးကျသွားပါလိမ့်မယ်ဒီကုန်းကျုံအနေနဲ့ပြောချင်တာဒီဗီဒီယိုကိုနားထောင်ပြီးတော့ငါဘဝကြီးပါလားလို့ခံစားရရင်အားမငယ်ပါနဲ့ခင်ဗျားညံ့လို့ဖြစ်နေတာမဟုတ်ပါဘူးခင်ဗျားအခုမှပြန်နှုတ်ထလာတာပါကျွန်တော်ပြောခဲ့တဲ့နီလန်3ခုကရိုးရှင်းပါတယ်ဒါပေမဲ့နေ့တိုင်းသာသုတ်သွားမယ်ဆိုရင်ခင်ဗျားဘဝကိုအံ့ဩစရာကောင်းတော့ပြန်တီးဆောက်နိုင်မှာပါကျွန်တော်လည်းခင်ဗျားတို့နဲ့အတူတူရှောက်လန်းနေစေပါပဲဒီပြန်လဲတီးဆောက်ခြင်းခီးစဉ်ကိုတယောက်တည်းမသွားရအောင် subscribe လုပ်ထားပြီးပါအခုခင်ဗျားရင်ဆိုင်နေရတဲ့အခက်အခဲပါတယ်ငွေလားအလှုပ်လားစိတ်ဖိစီးမှုတွေလားဒါမှမဟုတ်ကိုမယုံကြည်တာလားcomment မှာ1 2 3 4ခဏလေးတွေရေးပြီးတော့ဖွင့်ထားကြလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေ